ဂျပန်နိုင်ငံရဲ့ခိုင်ခန့်လာတဲ့ရဲတိုက်ကြီးတွေတရုတ်သားကြီးတွေကိုကြည့်ပြီးတော့မိတ်ဆွေအံ့ဩမှုပါသလားရာစုနှစ်ချီပြီးငလျင်နဲ့မှုန်တိုင်းတံတွေကိုဘယ်လိုများခံနေရလဲဆိုတာတပတ်ရာဇဝင်တွေမှာတော့အဖြစ်တစ်ခုရှိပါတယ်အဲ့ဒါကတော့အုံမြင့်အောင်မှာခိုင်ခန့်တဲ့တိုင်တွေစားလူရဲ့အသက်ကိုတောင်းခဲ့လို့ပါပဲအဲ့ဒါကတော့ဟီတိုဘရှိတာအမမဟုတ်လူသားရစ်ပူဇော်ခြင်းပါပဲရှစ်ကိဂျပန်မှာမြင့်ရည်ကြီးရာကိုတားဆီးဖို့ဒီကားတွေစောက်တဲ့အခါအမမဟုတ်ရဲတိုက်ကြီးတွေစောက်တဲ့အခါနတ်ဖျားတွေစက်ကြီးနှက်ဖို့အတွက်လူကိုစသေးရတယ်လို့ယုံကြည်ခဲ့ကြပါတယ်လူတယောက်ကိုအရှင်လက်လက်တိုင်လုံးကြီးတွေရဲ့အောက်မှာပဲဖြစ်ဖြစ်အဆောက်အဦရဲ့အုတ်ပြစ်ထဲမှာပဲဖြစ်ဖြစ်မြုပ်နှံလိုက်ရင်အဲ့ဒီလူရဲ့ဝိညာဉ်ဟာအဆောက်အဦတွေကိုထာဝရဆောက်လုပ်သွားလိမ့်မယ်လို့ဆိုပါတယ်ဒီနေရာမှာထောက်ထားဆောင်အပိုင်းကဘယ်သူ့ကိုစေးမလဲဆိုတဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်တခါတလေမှာအကျဉ်းသားတွေကိုတုံးပေမဲ့တခါတလေမှာတော့ကက်စမာကိုပဲပုံအပ်လိုက်ကြပါတယ်ဥပမာအားဖြင့်မတ်တရဲတိုက်ကိုတိဆောက်တဲ့အချိန်ကရဲလိုက်နေရန်တွေခဏခဏပြိုကျနေခဲ့ပါတယ်ဒါကြောင့်သူတို့ဟာပွဲတော်တစ်ခုမှာကနေတယ်မိန်းကလေးတွေကအလှဆုံးမိန်းကလေးကိုဖမ်းဆီးပြီးအုံမြစ်ထဲမှာအရှင်လက်လက်မြုပ်နှံခဲ့ကြပါတယ်သူမဟာဘာပြစ်မှမရှိဘဲနဲ့ရဲလိုက်ကြီးရဲ့တောက်တုံတွေအောက်မှာပြပြသွားခဲ့ရပါတယ်ဒါပေမဲ့စည်ရင်းခံရတဲ့ဝိညာဉ်တွေဟာအမြဲတမ်းနေတတ်နေကြတာမဟုတ်ပါဘူးအဲ့ဒီမတ်တဲ့ရဲလိုက်ကြီးပြီးသွားတဲ့အခါရဲလိုက်နားမှာတယောက်ကကောက်ခုံတာမျိုးလုပ်ရင်ရဲလိုက်ကြီးတစ်ခုလုံးတုံခါလာတတ်တယ်လို့ဆိုကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့နေရန်ထဲမှာပြုတ်နဲ့ခံထားရတဲ့မိန်းကလေးရဲ့ဝိညာဉ်ကသူမကားပြခဲ့ရတဲ့ပွဲတော်ညကိုတတိယပြီးတော့လိုက်လံကောက်ခုံနေလို့ပါပဲ။အခုထိတော့မှအဲ့ဒီရဲလိုက်နားမှာကောက်ခုံခြင်းကိုတားမြစ်ထားခြင်းဖြစ်ပါတယ်။နောက်ထပ်ထင်ရှားတဲ့ခရီးတစ်ခုကတော့မာရုကွာရဲပိုက်ပါရဲလိုက်နိုင်ငံတွေခိုင်ခန့်ဖို့အတွက်မျက်စိမမြင်ရတဲ့အမျိုးသမီးအိုကြီးတရားကိုစစ်ဆေးခဲ့ကြပါတယ်သူမရဲ့သားလေးကိုဆမ်မရိုင်းပြောင်းလုပ်ပေးပါဆိုတဲ့ဂရီးနဲ့စစ်ဆေးခံခဲ့ရတာပါဒါပေမဲ့ဂရီးကပြတ်သွားတဲ့အခါမျက်စင်မိုးရသည့်ရောက်တိုင်းရဲသားရဲ့ကြုံတဲ့ကရေတွေဟာအမျိုးသမီးကြီးရဲ့မျက်ရည်တွေလိုပဲရှန်တက်လာပြီးတော့စိတ်စားတဲ့မိုးတွေရွာချတဲ့လို့ဆိုကြပါတယ်တပန်စကားမှာဟီတိုဆိုတာကလူအရှိရာဆိုတာကရစ်ပူဇော်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။နှာပတ်ခန္ဓာရဲ့ရဲလိုက်ကြီးတွေရဲ့အုံမြေအောင်မှာအလေးအောင်များရတဲ့မျက်လုံးတွေအသက်ရှူရတာတဲ့ရေဘတ်တွေအလောက်တောင်ရှိနေမလဲ။သင်ကိုယ်တိုင်တပန်ရဲတိုက်တစ်ခုကိုရောက်လို့နိုင်ငံကိုလက်နဲ့ထိမိတဲ့အခါသိထားပါ။အဲ့ဒီကြောက်တုံးတွေရဲ့အနောက်မှာသုံးတယောက်ရဲ့အင်းဆက်နေတဲ့ခန္ဓာကိုယ်ရှိနေနိုင်ပါတယ်။